တနေ့မှာတော့ကဘာဘွားမျိုးကြီးတွေပေါ်မှာဘယ်သူမှအမျိုးမြင်ခွဲခြားနိုင်တဲ့အနံ့ရောင်တာဝါကြီးတွေပေါ်လာခဲ့ပါတယ်တခုရှိတာကတော့သူတို့ Black Tower တွေကရိုးအဆောက်အအုံတွေမဟုတ်ဘဲနဲ့တခြားကဘာနဲ့ကျွန်တော်တို့ရဲ့ကဘာကိုဆက်သွယ်ပေးထားတဲ့ gateway တွေဖြစ်နေကြတာပါဒီချက်ကိုတော့ကဘာပေါ်မှာပျောက်ဆုံးသွားတဲ့ဆိုပြီးထင်မှတ်ထားတဲ့လူတွေကအဝေးကန်တွေဖြစ်တာဝါရဲ့ထွက်လာမှာပဲလူတွေကသတိထားမိကြတာဖြစ်ပါတယ်အဝေးကန်တွေရောက်သွားတဲ့တာဝါအတွင်းမှာတော့ဒန်ဂျွန်းလို့ခေါ်လိုက်ကြပြီး Black Dungeon ဆိုပြီးဒီကွာလုံးပေါ်လောက်ရသွားကြပါတယ်ပထမဆုံးအဝေးကန်တိုင်းနဲ့ရှင်းလင်းပွဲမှာဆိုရင်တော့တာဝါရဲ့ဝင်ရင်ပထမအထက်မှာနိုးလာပြီး Warrior စစ်တီနဲ့ Wizard မော်ဆီယာဆိုတဲ့ role တွေကိုခွဲပြေလို့သိရပါတယ်တာဝါရဲ့ဒုတိယအထက်မှာတော့ monster တွေစပေါ်လာတယ်လို့လည်းအဝေးကန်တွေကပြောကြပါတယ်ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းဒန်ဂျွန်းတွေတာဝါတွေရဲ့အဓိကစိတ်လှုပ်ရှားစရာတွေဆိုရင်တော့သူတို့ကနေရရှိနိုင်မယ့်စုတွေပဲဖြစ်ပါတယ်ဒီ Black Tower မှာဆိုရင်တော့တစ်ထပ်တက်တိုင်းတာဝါပေးတဲ့စုတွေကိုအဝေးကန်တွေရရှိနိုင်ပါပါတာဝါတွေကိုဝင်နိုင်မှုဆိုရင်တော့တာဝါကိုယ်တိုင်ရွေးချယ်ဖို့နဲ့လက်မှတ်တွေကိုအသုံးပြုဖို့ဆိုရင်ဒီနှစ်နည်းရှိပါတယ်ဒီတာဝါတွေကိုဝင်ဖို့လိုအပ်တဲ့လက်မှတ်တွေကိုအစိုးရထုတ်ပြတာကိုကျွန်တော်တို့ဒီဘက်မှာတွေ့ရပါတယ်ဒီရှင်းလင်းပွဲမှာတော့သတင်းတော်တယောက်ကလူတွေကဘာလို့မွန်းစားရွေးချယ်တဲ့တာဝါတွေဝင်ပြီးကိုယ်တွေပင်ကိုတူးနေကြပါလဲတာဝါရဲ့အဓိကရည်ရွယ်ချက်ကရောဘာလဲလို့မေးလိုက်တဲ့အခါမှာတော့ကျွန်တော်တို့တို့လည်းစဉ်းစားစရာဖြစ်သွားရပါတယ်အဝေးကန်တယောက်ကတာဝါနဲ့ရတဲ့ရွှေတွေကိုထုတ်ပြလိုက်တဲ့အခါမှာဆိုရင်တော့လူတိုင်းကပထမမေးခွန်းကိုပဲအာရုံစိုက်မိပြီးဒုတိယမေးခွန်းကိုတော့မေးသွားခဲ့ကြပါတယ်အဲ့အချိန်မှာတော့ဒီဒုတိယမေးခွန်းကဘယ်လောက်အရေးပါလဲဆိုတော့ဘယ်သူမှမသိခဲ့ကြပါဘူးဒါပေမဲ့လည်းအဲ့ဒီအချက်ကပဲနောက်တစ်ချိန်မှာကျွန်တော်တို့ကဘာကြီးကြုံရမယ့်ကတ်ဆိုးတစ်ခုကိုညွှန်ပြနေပါတယ်တစ်ချိန်တည်းမှာပဲတာဝါရဟန်တဲ့ပစ္စည်းတွေကြောင့်လက်မှတ်တွေရဲ့ဈေးနှုန်းကမိုးပေါ်ကိုထောင်တက်သွားပါတော့တယ်ဒီလိုဈေးတက်သွားတာကိုတချို့လူတွေကတော့ဘလို့လူတွေကများသူများတွေကိုယ့်အသက်ကိုဆွန့်ပြီးအလုပ်လုပ်ဖို့အတွက်တန်း200တောင်တောင်းနေရလဲဆိုပြီးတော့ဝေဖန်နေကြပါတယ်အဲ့ဒီတန်း200ဆိုတာကတော့လက်ရှိမြန်မာဈေးနှုန်းနဲ့ပြောမယ်ဆိုရင်တော့မြန်မာငွေကျပ်3,000ကျော်ဖြစ်ပါတယ်တကယ်လည်းလွယ်ကူတဲ့ပတ်စံတော့မဟုတ်ဘူးပေါ့ဗျာအခုပြထားတဲ့မိမကြီးကလည်းမကောင်းမင်းတဲ့သူတွေကတယောက်ဖြစ်ပြီးတော့သူနဲ့စကားပြောနေတာကတော့ကျွန်တော်တို့ရဲ့ဇက်လိုက်ပတ်ဆယ်ကျွန်းပဲဖြစ်ပါတယ်ပတ်ဆယ်ကျွန်းကတော့တာဝါရဲဝင်ဖို့လက်မှတ်ဝင်နိုင်မှုအတွက်ပတ်စံစုနေလူတယောက်ဖြစ်ပါတယ်တော့ဒီလက်မှတ်တွေဈေးတက်သွားတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ဒီဘဝမှာလက်မှတ်တွေကိုဝင်နိုင်မအောင်မလားဆိုပြီးတွေ့အရန်စိတ်တက်ကြနေပါတယ်ဆယ်ကျွန်းတာဝါရဲဝင်နေတဲ့ရည်ရွယ်ချက်ကတော့တာဝါရဲဝင်တာဝါရတဲ့ပစ္စည်းတွေကိုယူပြီးတော့အိုင်ရောတယောက်ဖြစ်တဲ့သူ့ရဲ့ crash ကိုလက်ထပ်ဖို့ပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲဆယ်ကျွန်းရဲ့နောက်မှာထူးဆန်းတဲ့ world gate ကြီးတစ်ခုပေါ်လာပါတယ်အဲ့ဒါကတော့ကျွန်တော်တို့အားလုံးထင်တဲ့အတိုင်းတာဝါရဲကိုသွားတဲ့ portal တစ်ခုပဲဖြစ်ပါတယ်ဆယ်ကျွန်းပြလိုက်တဲ့စကားအရဆိုရင်တော့အခုလို portal တွေပေါ်လာပြီးတော့လူတွေကိုတာဝါရဲကိုခေါ်ထားတဲ့ဖြစ်စဉ်ကိုဒီကောင်မှာတော့ vanishing phenomenon ပျောက်ကွယ်ခြင်းဖြစ်ရမှလို့သုံးလုံးနေဆိုတော့ကျွန်တော်တို့သိရပါတယ်ဆယ်ကျွန်းကလည်းသူ့တာဝါရဲခေါ်သွားတော့မှလားဆိုပြီးအရန်ကိုပြောနေပါတယ်ငါပတ်ဆယ်ကျွန်းကငါရဲ့ဘဝကိုတာဝါထဲမှာပဲနေမြဖို့အစင်သင့်မယ်ဆိုပြီးအားရပါရအော်ဟစ်လိုက်ပါတယ်ဒါပေမဲ့လည်းပေါ်တယ်ကတဖြည်းဖြည်းသေးလာတဲ့အတွက်ဆယ်ကျွန်းလည်းလန့်သွားပါတော့တယ်အဲ့ဒါနဲ့ပဲတသက်မှာတစ်ခါပဲရနိုင်တဲ့အခွင့်အရေးကိုလက်လွတ်တော့မခံနိုင်ဘူးဆိုပြီးပေါ်တယ်တွေကိုခုံဝင်သွားလိုက်ပါတယ်ဆယ်ကျွန်းလည်းအခုတော့တာဝါတွေကိုရောက်သွားပြီးစိတ်လှုပ်ရှားစားနေပဲသူ့ရဲ့ဘေးဘဝင်းချင်းကိုလိုက်ပြီးကြည့်လိုက်ပါတယ်ဒါပေမဲ့လည်းတခုမှသူကြားဝင်နေတူမနေပါဘူးအခုတော့ဆယ်ကျွန်းကမြေအောက်ကူတစ်ခုတည်းကိုရောက်နေပြီးတော့တခုတည်းတော့အလင်းဝန်းစရာအပေါက်ကလည်းသူနဲ့ဟိုးအဝေးကြီးမှာရှိနေပါတယ်တစ်ဖက်မှာတော့ကျွန်တော်တို့ကိုတခြားတာဝါတစ်ခုကိုပြလိုက်ပြီးအဲ့ဒီထဲမှာမှောက်ကြတော့တုံလင်းလာတာကိုတွေ့ရှိရပါတယ်အဲ့ဒီမှာပဲအနက်ရောင်ငကားတစ်ကောင်ပေါ်လာပြီးတော့တာဝါထဲမှာပြောင်းလဲမှုတစ်ခုတွေ့တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ငါကအကြောင်းရင်းကိုရှာရမယ်ဆိုပြီးလေမသက်မသာဖြစ်တဲ့အမှုရာနဲ့ပြောလိုက်ပါတယ်အခုတော့ကျွန်တော်တို့ကဒီနဂါက Black Tower ရဲ့ manager ဖြစ်တယ်လို့ကျွန်တော်တို့သိလိုက်ရပါပြီအဲ့ဒါဆိုရင် Tower ရောနဂါရောကအနက်ရောင်နေဖြစ်နေဆိုတာရောတာမန်တိုက်ဆိုင်မှုတစ်ခုပဲလားပြီးတော့ Park ဆယ်ကျွန်းရောဘာမှမရှိတဲ့ဒီခုထဲမှာသူဘယ်လိုရှင်းတန်းသွားမလဲဆိုတာကိုတော့ကျွန်တော်တို့ရဲ့နောက်ပိုင်းမှာတွေ့ရှိနိုင်ပါတယ်ဗျာ